ကိုဘတ်တော်တမန်ကျမ်းစာတွားရအောင်ဂျေဇုတရား၌ကိုယ့်ရဲ့အသက်တာကိုတိဆောက်ဖို့ဖြစ်ပါတယ်ယောမဩရစာခန်းကြီး9အပိုင်းငယ်6ကျမ်းစာပိုင်ကျမ်းစာဖို့ဖတ်လို့ရတယ်နော်မပိုင်လဲကျွန်တော်နောက်လိုက်ဆိုတော့နော်ယခုမူကားကျမ်းစာ၌ပါသောတရားဟောင်းကိုမမီပဲဝိညာဉ်တော်တရားသစ်ကိုမှီ၍အမှုဆောင်ရွက်ခြင်းအလို့ငါတို့သည်တည်သဖြင့်အုပ်ချုပ်သောပညတ်တရား၏လက်မှလွတ်ခြင်းသို့ရောက်ကြပြီတမန်ကျမ်းစာကပြောတယ်ပညတ်တရားရဲ့လက်ကနေတဲ့ကျွန်တော်တို့ကတဲ့သေသွားတဲ့အခါမှာလွတ်သွားတယ်တဲ့အခုကျွန်တော်တို့မှာအသက်ရှင်နေတယ်တမန်ကျမ်းစာပြောတယ်ငါတို့ဒီဘာဖြစ်သဖြင့်သေသဖြင့်ဘာသေသွားလို့ပြောတယ်လားအာဒံကနေဆင်းသက်လာတဲ့ဗီဇအပြည့်ဇာတိသဘောတွေလက်ဝါးကတိုင်းမှာခရစ်တော်နဲ့တူပေါင်းသွားလဲသေသွားပြီဒါကြောင့်မို့ကျွန်တော်တို့ကဇာတိဆိုတဲ့ဒီအသွေးသားတတ်မှတ်ခြင်းလောက်ရမယ်ဆိုတဲ့အရာသေသွားတဲ့အခါမှာဘယ်လက်ကလွတ်သွားလဲပြည့်ညက်တရားရဲ့လက်ကနေလွတ်သွားတယ်ကျွန်တော်တို့မလုံနိုင်လို့ဘယ်သူလာလှုပ်ပေးလဲယေရှုခရစ်တော်ဘုရားလှုပ်ပေးတယ်ဒါကြောင့်မို့ကျွန်တော်ကပြည့်ညက်တရားလက်ထဲမှာရှိလားပြည့်ညက်တရားလက်ကလွတ်အောင်ကြိုးစားမှလားလွတ်သွားပြီလို့ကျမ်းစာပြောတာလားလွတ်ခြင်းတို့ယောက်ျားပြီဆိုတာဘာလို့လဲရောက်နေပြီလွတ်သွားပြီဒါကိုပြောချင်တာအခုထမင်းစားပြီးွားလားစားပြီးလားမစားသေးလားစဉ်းစားကြလို့လားခုနလေးနဲ့ဘာလို့လိုက်လဲစားလိုက်ရမလားပြီးသွားပြီနော်ဒါကြောင့်သခင်ရှုကလက်ဝါးကတိုင်းမှာ it is finish အမှုပြီးပြီဆိုအားလုံးပြီးသွားပြီသင်တို့ယေရှုအားလုံးလုပ်ပြီးသွားပြီဒါကြောင့်မို့သင်ကသင်တို့စိတ်ပူစရာမလိုတော့ဘူးသင်ရဲ့စာဝတ်နေရေးအတွက်ပူစရာမလိုသင်ရဲ့တက်မလုံးအရေးအတွက်ပူစရာမလိုတော့သင်ရဲ့အနာဂတ်အတွက်ပူစရာယခုဘဝနောင်ဘဝနဲ့ဆိုင်တဲ့ရဘာတစ်ခုမှပူစရာမလိုတော့သင်စိတ်ချတတ်မယ်ဆိုရင်ဖယားသခင်ကိုစိတ်ချတတ်ရင်ဘာမှပူစရာမလိုတော့အဲ့ဒီတမန်တရားကိုသိသွားတဲ့သူကကိုယ့်အတွက်အသက်မရှင်တော့ဘာလို့ကိုယ့်အတွက်အားလုံးဘယ်သူလုပ်ပေးသွားလဲကျွန်တော်တို့အတွက်ယေရှုရှင်ပေးသွားတယ်ကျွန်တော်တို့အတွက်ယေရှုသေပေးသွားတယ်ကျွန်တော်တို့အတွက်ယေရှုထမြောက်သွားတယ်အဲ့ဒါသိသွားတယ်အဲ့ဒါအားလုံးကကျွန်တော်တို့အတွက်ဆိုတာသိသွားရင်ဟာငါအတွက်အားလုံးယေရှုလှုပ်ပေးပြီးသွားပြီပဲငါအတွက်ငါရှင်စရာအကြောင်းမရှိတော့ကျွန်တော်ဘယ်သူအတွက်ရှင်ဖို့ပဲရှိတော့တယ်ခရစ်တော်အတွက်ရှင်ဖို့ပဲရှိတော့တယ်လောကခဏတာဒါကြောင့်လောကမှာသင်ရဲ့ပန်းနိုင်ရပါလေသင်ရဲ့ပန်းနိုင်ကဒီလောကထဲမှာသူများထက်ချမ်းသာဖို့သင်ရဲ့ပန်းနိုင်ကသူများထက်အောင်မြင်ဖို့သင်ရဲ့ပန်းနိုင်ကသူများထက်နာမည်ကြီးဖို့သင်ရဲ့ပန်းနိုင်ကသူများထက်အဆင့်မြင့်တဲ့နေရာမှာနေရဖို့ဆိုရင်ရှုံးပြီမိတ်ဆွေအဲ့ဒါလှုပ်ရင်းနဲ့ရှုံးတယ်လို့ခေါ်တာဘာဖြစ်လို့လဲသလားအခွက်90အခွက်20အခွက်30ဥပမာကြည့်ပါဖယားသခင်ကလူတိုင်းကိုအစွမ်းစပေးထားတယ်လောကထဲမှာအစွမ်းစမရှိတဲ့သူဘယ်သူမှမရှိဘူးလူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်နော်